အခုဆိုရင်တော့လူတွေအများကြီးကိုယ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာရောနာကျင်ခဲ့ကြရတဲ့ retrograde ကာလကြီးကတော့ပြီးဆုံးသွားတော့မှာပဲဖြစ်ပါတယ်။ emotion တွေအတက်ကြအရန်ဖြစ်လွယ်တဲ့ကင်ဆာရာသီခွဲကလည်းဒီနေ့ပြီးဆုံးတော့မှာပဲဖြစ်ပါတယ်။မနက်ဖြန်ဆိုရင်တော့အားလုံးပဲစိတ်တွေတက်ကြွပြီးတော့ထူးထူးထထောင်လေးတွေဖြစ်နေအောင်မယ်။လီယိုရာသီခွဲစတင်ပြီပဲဖြစ်ပါတယ်။လီယိုရာသီမှာဝါတာဆိုင်နေဖြစ်တဲ့ကန်ဆာစကိုပီယိုပိုက်စီတို့ဘာတွေကြုံတွေ့ရမလဲဆိုတာကိုတလစာထားတော့လေကြည့်ပေးထားပါတယ်ဝါတာဆိုင်နေဖြစ်တဲ့ကန်ဆာစကိုပီယိုပိုက်စီတို့ရဲ့ဒီလီယိုရာသီမှာကြုံတွေ့ရမယ့်အခြေရေးလေးကတော့စင်ကယ်လေးတွေဆိုလို့ရှိရင်တော့ဒီလီယိုရာသီမှာအခြေရေးကအရန်ကိုစမ်းပွင့်နေပြီးတော့ကိုယ့်အပေါ်ကိုတကယ်ကိုစေတနာရှိတဲ့သူကိုယ့်အပေါ်ကိုတကယ်အချစ်စစ်နဲ့ချစ်ပေးနိုင်မဲ့သူကိုယ့်ကိုဘဝလက်တွဲဖို့အဖြစ်နဲ့တသက်လုံးလက်တွဲသွားခြင်းတဲ့သူနဲ့စုံရဖို့ကံရှိနေပါတယ်ချစ်သူရှိပြီးသားသူတွေဆိုရင်လည်းကိုယ့်ရဲ့ချစ်သူနဲ့အရင်ကအဆင်မပြေခဲ့သမျှတွေအကုန်ပြန်လဲတင့်မြတ်ပြီးတော့အဆင်ပြေသွားမယ်နားလည်မှုတွေရှိလာမယ်ကိုယ်တွေနှစ်ယောက်ရဲ့အတူတူလက်တွဲပြီးလှုပ်ထားတဲ့စီးပွားရေးတွေရှိလို့ရှိရင်လည်းငွေကြေးတွေအများကြီးဝင်လာမယ်လက်ထပ်ဖို့အထိဖြစ်လာနိုင်ပါတယ်လက်ထပ်ပြီးသားအိမ်အောင်ကြပြီးသားလူလေးတွေဆိုလို့ရှိရင်လည်းအိမ်အောင်ရေးအရန်ကိုမှအဆင်ပြေလာမယ် financial ဘိုင်းအရန်ကိုတောင့်တင်လာပြီးတော့သားသမီးရတနာလေးတွေဖွားမြင်တဲ့ကိန်းလေးကိုမြင်နေရပါတယ်ဒါကြောင့်ဝါတာဆိုင်လေးဖြစ်တဲ့ကန်ဆာစကိုပီယိုပိုက်စီတို့ကဒီလီယိုရာသီခွင်မှာဆိုလို့ရှိရင်တော့အရန်ကိုမှအချစ်ရေးကအဆင်ပြေနေဆိုပြေနေပြီးတော့မိသားစုဘဝထိသွားနိုင်မယ်အချစ်ရေးမျိုးကိုမြင်နေရပါတယ်ဒီလီယိုရာသီမှာဝါတာဆိုင်လေးဖြစ်တဲ့ကန်ဆာစကိုပီယိုပိုက်စီတို့ရဲ့ကျန်းမာရေးခြေအနေလေးကတော့ဒီလအစမှာဆိုရင်တော့ကျန်းမာရေးမကောင်းတာမျိုးလက်ကျန်ရှိနေတာမျိုးဖြစ်နိုင်ပါတယ်အခုလက်ရှိကိုကနေမကောင်းနေဘူးဆိုရင်တေချာပေါဆေးကန်းကိုတေချာလေးပြပေးပါဆရာဝန်နဲ့တိုင်ပင်ပြီးတော့လှုပ်တင်လှုပ်ထိုက်တာတွေလှုပ်ဆောင်ပါကိုယ့်အတွက်မကောင်းတဲ့စားသောက်မှုပုံစံတွေကိုယ့်အတွက်မကောင်းတဲ့အိပ်စက်မှုပုံစံအလေးအကျင့်တွေအားလုံးကိုစွန့်ပစ်ပြီးတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ပြောစကားကိုတေချာလေးနားထောင်ပြီးတော့ကောင်းမွန်တဲ့အလေးထားတွေကိုတေချာလေးမွေးမြူဖို့အကြံပေးပါရရှင်ကန်ဆာစကိုပီယိုဖိုက်စီသင်တို့ရဲ့စိတ်ထဲမှာလဲငါနေကောင်းလို့ရှိရင်တော့စားတောက်ပုံတွေပြောင်းလဲတော့မယ်အိတ်ဆက်ချိန်တွေပြောင်းလဲတော့မယ်ချင်းကစားတော့မယ်ကျမကြီးလိုက်စားတော့မယ်ဒီလိုမျိုးအတွေးတွေခေါင်းထဲရှိနေပြီလဲဖြစ်နိုင်တယ်ဒါကြောင့်ဒီလမှာဆိုရင်တော့လအစမှာတော့အရင်လရဲ့နေမကောင်းတဲ့ကြံလေးတွေနည်းနည်းရှိနေဦးမယ်ဆိုပေမဲ့တင်းရဲ့အတွေ့တွေကပြောင်းလဲခြင်းတဲ့ပုံရိပ်တွေဟာဒီလမှာစပြီးတော့အကောင့်တွေပေါ်လာတော့မှာပဲဖြစ်ပါတယ်ဒါကြောင့်မကောင်းတဲ့အလေးကျင့်တွေကိုထားခဲ့ပြီးတော့ကောင်းတဲ့အလေးကျင့်တွေကိုမွေးမြူဖို့အကြံပေးချင်ပါတယ်ရှင်လီယိုရာသီမှာဆိုရင်ဒီဝါတာဆိုင်လေးဖြစ်တဲ့ကန်ဆာစကိုပီယိုဖိုက်စီတို့ရဲ့လုပ်ငန်းအခြေအနေအရဆိုရင်တော့အရန်မှာကောင်းမှုပါတယ်လုပ်ငန်းအသစ်အခွင့်အရေးအသစ်လမ်းစာအသစ်ငွေကြေးလမ်းကြောင်းအသစ်တွေတွေ့ရမယ်အခွင့်အရေးအသစ်တွေအများကြီးတွေ့ရမှာဖြစ်လို့အခွင့်အရေးတိုင်းကိုလက်မလွတ်အောင်ရအောင်ဖန်ဆောင်နိုင်ဖို့တော့အရေးကြီးပါတယ်ဒီအခွင့်အရေးတွေအကုန်လုံးကလည်းကိုနောက်တစ်ချိန်ကျရင်လုံးဝကိုအောင်မြင်မဲ့ကြီးကြီးတက်ဖြစ်မဲ့စီးပွားရေးအခြေအနေတွေရဲ့အစလို့ပြောလို့ရတယ်ဒါကြောင့်ဒီအစတွေကိုလုံးဝကိုလက်လွတ်မခံမဲနဲ့ရအောင်ဖန်ဆုပ်ပါရအောင်စူးစမ်းပါဘယ်ဟာမှအထင်မသေးပဲနဲ့ဘယ်ဟာမှလည်းမလွဲချော်စေပဲနဲ့တေချာလေးစူးစမ်းဖို့လိုအပ်ပါတယ်ဒီလထဲမှာပုံမှန်ဝင်လမ်းကြောင်းတစ်ခုပဲရှိရလို့ဆိုနောက်ထပ်လမ်းကြောင်းတွေပေါ်လာမယ်ကိုပိုင်လုပ်ငန်းလုပ်နေလို့ဆိုလို့ရှိရင်လည်းအကျိုးမြတ်တွေအများကြီးရရှိမယ်ရုံးဝန်ထမ်းတွေဆိုလို့ရှိရင်လည်းယာတုတိုးတာလစာတိုးတာဒါတွေအများကြီးကြုံရနိုင်ပါတယ်အခွင့်အရေးတစ်ခုလည်းမဟုတ်ဘူးလုပ်ငန်းတွေပြိုင်တူကိုယ့်ကိုကမ်းလှမ်းတာမျိုးတွေစက်တူလုပ်ရတာမျိုးတွေအခွင့်အရေးအသစ်လမ်းကြောင်းအသစ်တွေအများကြီးပေါ်လာနိုင်တဲ့အတွက်တေချာစဉ်းစားပြီးတော့အကုန်လုံးကိုရအောင်ဖန်ဆုပ်ဖို့အတွက်စူးစမ်းပါလို့အကြံပေးချင်ပါတယ်လီယိုရာသီမှာဝါတာဆိုင်နေဖြစ်တဲ့ကန်ဆာစကိုပီယိုပိုက်စီတို့ရဲ့လူမှုရေးအခြေအနေမိသားစုရေးအခြေအနေအရဆိုရင်လည်းအရန်ဟိုမှာကောင်းမွန်နေပါတယ်အစမပြေနေတဲ့မိသားစုတွေရှိရင်လည်းတစုတစည်းတွေပြန်လည်တည်မြတ်သွားမယ်တကွဲတပြားစီဖြစ်နေတယ်ဆိုလို့ရှိရင်လည်းပြန်လည်ပေါင်းစည်းပြီးတော့ပွဲတွေဆင်နွှဲရတာမျိုးတွေအလှပွဲမင်္ဂလာပွဲစတာတွေကျင်းပရတာမျိုးတွေမြင်နေရတယ်လူမှုရေးအတိုင်းဝိုင်းနေနဲ့ဆိုလို့ရှိရင်လည်းမိတ်ဆွေဟောင်းနေနဲ့ပြန်တွေ့ရတာမျိုးတွေပြန်လည်တည်မြတ်သွားတာအစမပြေနေတဲ့မိတ်ဆွေတွေနဲ့ပြန်လည်တည်မြတ်သွားတာမျိုးတွေမိတ်ဆွေတွေစုပြီးခရီးသွားဖြစ်တာပွဲတွေကျင်းပဖြစ်တာဒါမျိုးတွေအများကြီးမြင်နေရပါတယ်ဒါကြောင့်လူမှုရေးကတ်အနေနဲ့လည်းအပြစ်ပြောစရာမရှိအောင်အရန်ကိုမှကောင်းမွန်နေပါတယ်
ဝါတာဆိုင်နေဖြစ်တဲ့ကန်ဆာစကိုပီယိုဖိုက်စီတို့အတွက်ဒီလီယိုယာဒီမှာအနှစ်ချုပ်နေနဲ့ဘာတွေကြုံတွေ့ရမလဲဆိုရင်တော့ကိုကဒီနှစ်ဆကနေစပြီးစူးစမ်းလာခဲ့သမျှကအခုမှအရာထင်လာခဲ့ပြီးအသီးပွင့်တွေကိုခန်းစားနေရပြီးအကျိုးမြတ်တွေကိုမြင်နေရပြီးကိုစူးစမ်းခဲ့သမျှအရာထင်လာပြီးဆိုတဲ့ပုံစံမျိုးကိုမြင်နေရပါတယ်တကယ်လို့ကိုကအရှိမအယမ်းဟိုမှခန်းစားခဲ့ရတယ်ကြည်ကွဲခဲ့ရတယ်နာကျင်ခဲ့ရတယ်ဆိုရင်လေအခုဒီယာဒီမှာစပြီးတော့အဲ့အနာတွေကကျက်သွားတော့မယ်ခန်းစားခဲ့သမျှကိုမေ့ဖြစ်ပြီးတော့ရှေ့အသစ်တွေစတင်တော့မယ်ဒီလိုမျိုးကိုလည်းမြင်နေရပါတယ်ကိုကအရှိမအယမ်းကိုစူးစမ်းခဲ့ရတယ်အခက်ခဲအများကြီးကြုံတွေ့ရခဲ့ဆိုရင်လေအခက်ခဲတွေကလုံးဝမှဒီယာဒီမှာပြီးဆုံးပါပြီကိုစူးစမ်းသမျှတွေအကုန်လုံးရဲ့အသီးပွင့်ကိုခန်းစားရတော့မယ့်ကာလလည်းဖြစ်ပါတယ်ဒီလိုပဲရှေ့ဆက်ပြီးတော့လုပ်ငန်းအသစ်တွေလမ်းကြောင်းအသစ်တွေကိုစတင်ရတော့မယ့်ကာလလည်းဖြစ်ပါတယ်စီးပွားရေးရကြည့်မယ်ဆိုရင်ကိုအရှိမစူးစမ်းခဲ့တဲ့စီးပွားရေးလုပ်ငန်းကအခြေတကျနဲ့တည်မြဲနေပြီးဒါကြောင့်နောက်ထပ်လုပ်ငန်းအသစ်တွေစတင်ဖို့အခွင့်အရေးအသစ်တွေရရှိလာမှာပဲဖြစ်ပါတယ်နောက်ထပ်လုပ်ငန်းအသစ်တွေအများကြီးစတင်နိုင်မယ့်အချိန်လည်းဖြစ်ပါတယ်ချစ်ရေးရကြည့်မယ်ဆိုရင်လည်းအချစ်ရေးရလုံးဝကိုတည်ငြိမ်လာပြီးတော့နောက်ထပ်ရှေ့တစ်ဆက်တက်တော့မယ်ဆိတ်ဆက်ကြောင်းလန့်တာဖြစ်စေမင်္ဂလာပွဲဖြစ်စေဒီလိုမျိုးသတင်းကောင်းတွေအများကြီးကြားရမယ်ကာလပဲဖြစ်ပါတယ်ကိုကအရှိမနာကျင်ခံစားခဲ့ရရင်ဆိုရင်လည်းနာကျင်ခံစားရတဲ့ကိုကိုစားနိုင်သွားမယ်နောက်ထပ်ကို့ပေါ်ကောင်းပေးနိုင်မယ်သူအချစ်တစ်တွေနဲ့လည်းကြုံတွေ့ရနိုင်တယ်ဒီလိုမျိုးကောင်းချင်းတွေအများကြီးကြုံရမယ့်ကာလလည်းဖြစ်ပါတယ်မိသားစုရေးမှာဆိုရင်လည်းသားသမီးရတနာအသစ်တွေတာသမီရတနာတွေမွေးဖွားတာမျိုးတွေမိသားစုဝင်တွေနဲ့ပြန်လဲစုံစည်းရတာမျိုးတွေဒီလိုမျိုးမတူညီတဲ့ပုံစံမျိုးတွေနဲ့အသစ်တွေကြုံတွေ့ရမယ့်ကာလလည်းဖြစ်ပါတယ်အနည်းချုပ်ပြောရရင်တော့ဒီလီယိုယာဒီမှာကန်ဆာစကိုပီယိုဖိုက်စီတို့အတွက်အဖက်ကနေသတင်းကောင်းတဲ့အများကြီးဆောက်ယူလာမဲ့ကာလလို့လည်းပြောလို့ရပါတယ်လီယိုယာဒီမှာကန်ဆာစကိုပီယိုဖိုက်စီဒီဝါတာဆိုင်တွေအတွက်အကြံဉာဏ်နေနဲ့ပေးရမယ်ဆိုရင်တော့ကိုအရှိမအများကြီးစူးစမ်းလာခဲ့ပြီးဒါကြောင့်လုံးဝကိုတန်တရားမဝင်မဲနဲ့ကိုတန်တရားမဝင်မဲနဲ့ရှေ့ဆက်ပြီးစူးစမ်းသွားပါရှေ့မှာအသီးအပွင့်နဲ့အကျိုးမြတ်တွေကတင့်ကိုစောင့်ကြိုနေပါတယ်ဒီလိုပဲကိုကအများကြီးစူးစမ်းလာခဲ့ပြီးအဆုံးသက်ကိုရောက်တော့မှာဖြစ်တဲ့အတွက်ကိုအဆုံးမတက်ခင်လေးမှာအမားတစုံတရာမှမပါအောင်လဲဂရုစိုက်ပါကိုအနာပတ်ဝန်းကျင်လူတွေကိုလည်းဂရုစိုက်ပါကိုအမြဲတမ်း support ပေးနေတဲ့သူတွေကိုလည်းပြန်ပြီးတော့ဂရုစိုက်ပေးပါကိုကအခုချိန်မှာစိတ်ပိုင်းဆိုင်ရာဖြစ်စေကိုယ်ပိုင်းဆိုင်ရာဖြစ်စေအရာရာကိုဂရုတစိုက်နဲ့လောက်ကင်နေရမယ့်အချိန်ပဲဖြစ်ပါတယ်အခုလက်ရှိအချိန်မှာဒါကိုကနူးညံ့စွာစိတ်ရှည်စွာနဲ့ကောင်းကောင်းကင်တွင်နိုင်လိုက်မယ်ဆိုရင်အတိဖွင့်တွေကရှိမှတင့်ကိုစောင့်ကြိုနေမှာပဲဖြစ်ပါတယ်အကောင်းဆုံးနေအကောင်းတကအကောင်းဆုံးနေကတင့်ကိုကြိုးဆိုနေရဖြစ်တဲ့အတွက်အခုချိန်မှာကိုစူးစမ်းခဲ့တဲ့အတိုင်းပုံမှန်အတိုင်းဆက်လက်စူးစမ်းသွားပါစိတ်ရှည်ပါဝရိယရှိပါဂရုစိုက်ပါလို့အကြံပေးချင်ပါတယ်ရှင်ဒါလေးကတော့အခုလာမယ့်လီယိုယာဒီမှာဝါတာဆိုင်နေဖြစ်တဲ့ကန်ဆာစကိုပီယိုဖိုက်စီတို့တလစာကြုံရမယ့်ကတ်ချမာလေးကိုထားတော်လေးနဲ့ကြည့်ပေးထားရပဲဖြစ်ပါတယ်။ energy ကြိုက်တဲ့သူများရှိရင်လည်း comment မှာရေးသွားလို့ရပါတယ်။ကျေးဇူးတင်ပါတယ်ရှင်